ဟောဒီကစက်ကိုကြည့်လိုက်စမ်းပါဦးတစ်ပင်တွေကိုအပိုင်းပိုင်းအပြက်ပြက်ဖြစ်အောင်တကယ်ကိုအရှိန်ဟုန်နဲ့ခုတ်ထစ်နိုင်တာဗျာဟဲအောက်ထပ်ကိုအမြန်ဆင်းပြီးမြစ်ထဲမှာမျောနေတဲ့တစ်လုံးတွေကိုအကုန်လိုက်ဆယ်ကြတာပေါ့အဲဒီနောက်မှာတော့ရလာတဲ့တစ်လုံးတချို့ကိုတုံးပြီးဒီနေရာမှာလူမဝင်နိုင်အောင်တတိုင်းကြီးတစ်ခုအရင်ဆောက်လိုက်မယ်ဟာဒါကဘာဖြစ်တာလဲဒီအနီကောင်တွေကဘဲကနေဘလို့ထွက်လာမှန်းမသိဘူးကျွန်တော်တို့ရဲ့စခန်းတိဆောက်မှုကိုလာနှောက်ယှက်နေကြတာဗျအခုလောလောဆယ်သူတို့ကိုပြန်တိုက်ဖို့အင်အားမရှိသေးတော့ခဏတစ်ဖြုတ်ဆုတ်ခွာပြေးရတာပေါ့ဟဲဒီပစ္စည်းတွေကိုကာကွယ်ဖို့တစ်လုံးတွေနဲ့တတိုင်းရင်ခတ်လိုက်ရအောင်ပြီးရင်တော့ကျွန်တော်တို့လူတချို့ကိုရွာထဲမှာစိုက်ပျိုးရေးလုပ်ဖို့လွှတ်လိုက်မယ်တီးနှံတွေအဆင်ပြေပြေရှင်းတန်းနိုင်အောင်ရေမှန်မှန်လောင်းပေးဖို့လည်းမမေ့နဲ့ဦးလေးသူတို့တွေစိုက်ပျိုးရေးလုပ်နေတော့မှာကျွန်တော်ကတော့ဒီရွှေရင်းကြီးကိုစိတ်ချရအောင်နောက်ထပ်တစ်တိုင်းတစ်ခုထပ်ဆောက်လိုက်အောင်မယ်နောက်တစ်ဆက်အနေနဲ့ကတော့ရလာတဲ့ရွှေတွေကိုအရေးကြိုးစက်ထဲထည့်ပြီးအကုန်ကြိုမယ်ဗျာပြီးရင်အဲ့ဒီရွှေတွေနဲ့လက်နက်ကောင်းတွေလုပ်လို့ရပြီပေါ့နေဦးဒါဘာဖြစ်တာလဲဝက်ဝင်ကြီးတကောင်ကဘာအကြောင်းရင်းမှမရှိပဲကျွန်တော်တို့စခန်းကိုလာတိုက်နေတယ်ပြို့ဟဲအခုထိလောက်ထားသမျှလက်နက်တွေအကုန်ထုတ်ပြီးဒီဝက်ဝင်စုပ်ကိုအပြည့်ရှင်းကြစို့အခုတစ်လုံးတွေကိုတုံးပြီးဒီနားမှာစစ်တမ်းတရားတစ်ခုစောက်လိုက်မယ်ပြီးရင်တော့လူတိုင်းကိုကျွန်တော်တို့လုပ်ထားတဲ့လက်နက်တွေတက်ဆင်ပေးလိုက်တာပေါ့ဟောကြည်စံအဲ့ဒီဝက်ဝင်ကြီးကကျွန်တော်တို့ကိုရှင်ဖို့တောင်ခွင့်ရေးမရသွားဘူးဒါနဲ့နောက်ထပ်ဘာဖြစ်တာလဲဟိုအနီကောင်တွေကကျွန်တော်တို့စိုက်ခင်းတွေကတီးနှံတွေကိုလာကိုးနေကြပြန်ပြီသူတို့ကိုပညာပေးဖို့အချိန်တန်ပြီဗျဒီမှာတရားတစင်းထိုးလိုက်မယ်ပြီးရင်သူတို့နောက်ကိုလိုက်ကြတာပေါ့ကျွန်တော်တို့ကအရင်ထက်အများကြီးပိုတန်မာလာပြီဆိုတော့အဲ့ဒီအနီကောင်တွေကတော့ကျွန်တော်တို့ကိုရှင်ဖို့လုံးဝလမ်းမရှိတော့ဘူးဗျာ